အားလုံးပဲမင်္ဂလာပါဘယ် channel ရဲ့ကြိုဆိုပါရစေကျွန်တော်နိုင်ထုံးပါဒီနေ့မှာတော့ကျွိဟဲ good အဲ့ကကားလေးမောင်းတက်လာရင်ဟုတ်ကျွန်တော်ကားလေးနည်းနည်းလောက်ဟိုပါကင်လေးထိုးချင်လို့ကျွန်တော်နည်းနည်းတောက်ထားလို့အားကြောင့်ကျွန်တော်နည်းနည်းတောက်ထားလို့ဟုတ်ဟုတ် EV မဟုတ်ဘူးရိုးကားပဲဟုတ်ဒီမှာဒီကားလေးမနောက်ပါနဲ့ရောဒီကားလေးလောက်ပါဒီကားလေးဆောက်ကလေးငါထုတ်လိုက်မယ်ကိုယ်ဟိုကလေကားလေးမောင်းတက်လာလို့လေမောင်းတက်တယ်ဟုတ်ကျွန်တော်နည်းနည်းတောက်ထားလို့ကားလေးရွှေ့ချင်လို့လေဟိုဘေးလေးနည်းနည်းလောက်ကတ်ချင်တာဟုတ်တယ်ကိုညီပါအောင်ဟုတ်ဒီနေ့ကကပ်ပေးရမလားဟုတ်ဒီမှာဒီကားလေးရွှေ့ပေးအောင်ဘယ်ရွှေ့ဘယ်သူကပေးလို့လဲစနေဟုတ်မှာဗီဒီယိုလေးရိုက်နေဟုတ်မှာမောင်းမဲ့ဆိုမတောင်းနဲ့ဆိုတဲ့အစီအစဉ်လေးလုပ်နေရ Make it မြန်မာ Road Safer နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ကတွေ့လားဟုတ်မှာတငယ်ချင်းတွေကိုနည်းနည်းပြောပါအောင်ဟုတ်လေမမောင်းနဲ့နည်းနည်းပဲတောက်များများပဲတောက်ဟုတ်လုံးဝမမောင်းနဲ့မကောင်းဒါဆိုရှိတယ်အန်တီအများတယ်ဟုတ်ဒီမှာပါမောင်းမဲ့ဆိုမတောင်းနဲ့โอเคကြိုက်သဘောကျသွားတာကားကားပဲဆိုကိုကကြောင်းတော့ခွင့်ပြုပါအောင်ကားမောင်းတက်လာရင်နည်းနည်းလားဘာလို့လဲဟုတ်ကျွန်တော်ကားလေးနည်းနည်းလောက်ဟိုဘေးရွှေ့ပေးပါလားလို့ခုနာလေးမှာဘီလေးပဲအဲ့ဒီကားပဲမှာဒီကားလားဟုတ်တယ်ချက်လောက်ကုညီပါကျွန်တော်နည်းနည်းတောက်ထားလို့ကိုယ်အဲ့ဒါကြောင့်ရှော့ဟုတ်ဒီကားကိုနောက်ပါလေတကယ်ကိုကြီးကားလေးနည်းနည်းလောက်ရွှေ့ပေးပါလားကုညီပါလားနည်းနည်းတောက်ထားလို့အဲ့ဒါကြောင့်ဘေးလေးပဲကတ်ပေးအောင်မယ်ကုညီပါအောင်ဗျာအောက်မှာချီပုံကြီးဟောသေးရဲ့ပြောင်းမဟုတ်ဘူးမပြန်ဘူးကားလေးဘေးလေးပဲကတ်ချင်တာနည်းနည်းရပြီကိုဒီမှာတော့နည်းနည်းလေးဘေးလေးကတ်ချင်တော့ရကုညီမလားမမောင်းတက်ဘူးလားဒီကားမောင်းမယ်ဆိုမတောင်းနဲ့နော်โอเคအခုက Make it မြန်မာ Road Safer နဲ့ကျွန်တော်တို့ Aperture 9တို့ပူးပေါင်းပြီးတော့မောင်းမယ်ဆိုမတောင်းနဲ့အစီအစဉ်လေးလုပ်နေတာတောက်ပြီးမောင်းတဲ့သူတွေရောနည်းနည်းဒီကနေပြောပြပါအောင်တခုခုလောက်အဓိကတော့ brother ရေမောတော့အမှန်ယူစီကလန်းစီကန်းရတယ်မတောက်တယ်ဟုတ်တယ်ဟိုမှာကားမောင်းမယ်ဆိုတာ limit တစ်ခုပေါ့ဟုတ်ဘယ်လိုတောင်းမယ်လို့ရွေထားရဲဆိုတော့မမောင်းတာအကောင်းဆုံးပဲเนาะ yes ကျွန်တော်လည်းနိုင်ငံသားမှလည်းဒီလိုပဲတောက်ပြီးရင်ဘာတွေဖြစ်လာမှာအဲ့တော့ကျွန်တော်တို့ကကိုယ်ပိုင်ကားရှိတော့လေကျွန်တော်တို့ကရှိတဲ့ကားပါကင်ထိုးခဲ့ yes taxi ငါတော့ yes ကားတော့လည်းဆေးဖြစ်တယ်ဟုတ်ကဲ့ပါကို Make it မြန်မာ Road Safer page မှာကျွန်တော်ပရိသတ်တွေအတွက်ဖုန်းပေးလက်ဆောင်ပေးတဲ့အစီအစဉ်လေးတစ်ခုရှိပါတယ်ဆိုတော့ comment မှာ link ချပေးထားတယ်အခုပဲသွားပြီးတော့လက်ဆောင်တွေရယူလိုက်ကြအောင်เนาะ